ဇလန်အစမှာကျောင်းမှာစာတင်နေတဲ့ယူဆန်လို့ခေါ်တဲ့မိန်းကလေးငယ်လေးကိုမြင်ရပြီးသူမဟာသူ့အမေကိုစောင့်ရင်းကျောင်းပြင်ပမှာရှိနေပါတယ်။အဲ့ဒီမှာသူ့အမေကဖုန်းဆက်ပြီးဒီနေ့လာခေါ်နိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။တခြားရွေးချယ်စရာမရှိတာကြောင့်ယူဆန်ဟာကိုယ့်ဘာသာအိမ်ပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရုတ်တရက်မိုးကြီးတဲ့ထန်စွာရွာချလာပြီးအဲ့ဒီအချိန်မှာပဲကားနဲ့ရောင်တစ်စီးကသူမအနားမှာရပ်တန့်လိုက်ပါတယ်။ယူဆန်ဟာကားထဲမှာထိုင်နေတဲ့အမျိုးသားတဦးကိုမြင်လိုက်ရပြီးစကားတခွန်းမှမပြောဘဲတိတ်တဆိတ်ဝင်ထိုင်လိုက်ပါတယ်အိမ်ရောက်တဲ့အခါသူမဟာမိုးရေတွေနဲ့လုံးဝဆူရွှဲနေပြီးသပင်တွေလည်းဖျို့ဖျဲခန္ဓာကိုယ်မှာလည်းဖုံးလွှမ်းပေးကျန်နေပါတယ်သူမကိုကြည့်ရတာတခုခုကြောက်စရာကောင်းတာဖြစ်ခဲ့ပုံရပါတယ်ဒါပေမဲ့အထိတ်တလန့်အဖြစ်ဆုံးအပိုင်းကတော့သူ့အမေရဲ့တုတ်ပြန်မှုပါပဲသူမဟာယူဆန်ကိုမြင်လိုက်တာနဲ့အလွန်ထိတ်လန့်သွားပြီးသမီးကိုတောင်ကြည့်ဖို့တတိမရှိနိုင်အောင်ကြောက်ရွံ့နေပါတယ်အဲ့ဒီအခါမှာကြောက်မက်ဖွယ်ကောင်းတဲ့အမှန်တရားကိုသိလိုက်ရပါတယ်ယူဆန်ဟာတပတ်အလိုကလေးကတည်ဆုံသွားခဲ့တာဖြစ်ပြီးအဲ့ဒီနောက်ကြောက်စရာကောင်းတဲ့အခြေအနေတိုင်းနေ့တိုင်းချိန်မှန်အိမ်ပြန်ရောက်လာနေခဲ့တာပါအဲ့ဒီနောက်ဇလန်က10ရက်အကြာကိုအချိန်နောက်ပြန်ခေါ်ဆောင်သွားပါတယ်။အိတ်ဆိုင်ကြီးတစ်ဆိုင်ထဲမှာဆိုင်ပိုင်ရှင်က TV ကြည့်နေတာကိုတွေ့ရပြီးသတင်းတွေအရမြို့ထဲမှာ10ရက်ခြားတစ်ခါလူတက်မှုတစ်ခုကျူးလွန်တဲ့လူတက်သမားတစ်ယောက်ရှိနေတယ်ဆိုတာသိရပါတယ်။တားကောင်တွေကိုတက်ပြီးနောက်လူတက်သမားဟာသူတို့ရဲ့ရုပ်အလောင်းတွေကိုခီးဆောင်အိတ်ထဲထည့်ပြီးရေထဲပစ်ချလက်ရှိတယ်ဆိုတာလည်းဖော်ထုတ်ထားပါတယ်။အဲ့ဒီအချိန်မှာပဲစောင်းလို့ခေါ်တဲ့အမျိုးသားတဦးဆိုင်ထဲဝင်လာပြီးခီးဆောင်အိတ်နီတစ်လုံးဝယ်သွားပါတယ်။ဒါပေမဲ့သူရဲ့အပြုမူကတခုခုထူးဆန်းနေပါတယ်။အဲ့ဒီနေ့ညနေပိုင်းမှာဖီးချက်ပို့ပေးတဲ့ကောင်လေးဆန်းယွန်းဟာစောင်းရဲ့တိုက်ခန်းကိုဖီးချက်သွားပို့ပါတယ်။ဖီးချက်ပေးအပ်နေရင်အခန်းထဲကပုံမှန်မဟုတ်တဲ့စူညံတန်တွေကိုကြားလိုက်ရပေမဲ့ဆန်းယွန်းဟာတိတ်ကြီးမဆိုင်ပဲဖီးချက်ကိုပို့ပြီးနောက်ထွက်သွားပါတယ်။အဲ့ဒီအခါမှာစောင်းဟာယူဆန်ကိုပြန်ပေးဆွဲထားတဲ့လူသက်သမားဖြစ်ကြောင်းဖော်ပြပါတယ်။လူတက်မှုတစ်ခုမကျူးလွန်မီစောင်းဟာအမြဲတမ်းခီးဆောင်အိတ်တစ်လုံးနဲ့ဖီးချက်တစ်ချက်ကိုဝယ်လေးရှိပြီးဒါဟာသူ့ရဲ့ရာဇဝတ်မှုတွေအလုံးကိုဆက်ဆက်နေတဲ့စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ပုံစံတစ်ခုဖြစ်ပါတယ်ယူဆန်ဟာလူတက်သမားကိုသူမရဲ့အသက်ကိုချမ်းသာပေးဖို့အကြိမ်ကြိမ်တောင်းပန်ပါတယ်သူမဟာဘသူ့ကိုမှမပြောဘဲတိတ်တိတ်ဆိတ်ဆိတ်အိမ်ပြန်မယ်လို့ကတိပေးပြီးငိုယိုတောင်းပန်ပါသေးတယ်ဒါပေမဲ့ရက်ဆက်ပြီးခံစားချက်မရှိတဲ့လူတက်သမားဟာသူမကိုဆွဲခေါ်သွားပြီးသူစတင်ခဲ့တဲ့အရာကိုအဆုံးသတ်ပါတယ်သူဟာသူမရဲ့ခေါင်းကိုလေးလံတဲ့အရာဝတ္ထုနဲ့ရိုက်ပြီးအသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုအဲ့ဒီခီးဆောင်အိမ်ကြီးတဲ့ထက်ကမြစ်ထဲပစ်ချလိုက်ပါတယ်ဒီသတင်းကို TV မှာပြသတဲ့အခါဆိုင်ပိုင်ရှင်ကခီးဆောင်အိမ်ကြီးကိုမှတ်မိသွားပါတယ်သူဟာလူသက်သမားကသူ့အိမ်ရောက်ခဲ့တဲ့သူဖြစ်နိုင်တယ်လို့တန်တရားဝင်လာပါတယ်ဒါကြောင့်ရဲကိုအကြောင်းကြားဖို့စဉ်းစားခဲ့ပေမဲ့သူ့ဇနီးကတားမြစ်ခဲ့ပါတယ်ဒီလိုအိမ်မျိုးကဆိုင်တွေအများကြီးမှာရောင်းတာဖြစ်ပြီးသူတို့အခုလိုပြဿနာတွေလည်းပါဝင်တင်ဘူးလို့သူ့ဇနီးကပြောပါတယ်ဇနီးတဲ့ရဲ့စကားကိုကြားပြီးနောက်ဆိုင်ပိုင်ရှင်ဟာရဲကိုမခေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲဖိစပိုးတဲ့ကောင်လေးဆန်းယွန်းဟာလည်းအွန်လိုင်းမှာသတင်းတွေကိုဖတ်နေပါတယ်ရုတ်တရက်သူ့စိတ်ထဲမှာစောင်းဟာလူတက်မှုအချိန်စရာအတိုင်း10ရက်ခြားတစ်ခါဖိစအော်ဒါမှာလေးရှိတယ်ဆိုတာသတိရသွားပါတယ်သူ့စိတ်ထဲမှာတန်တရားတွေကြီးထွားလာပါပြီတစ်ဖက်မှာလည်းယူဆန်ရဲ့အမေဟာနေ့တိုင်းလိုပဲလက်ထဲမှာလက်ဝါးကတ်တိုင်ကိုတင်းတင်းဆုပ်ကိုင်ရင်းစပွဲအောက်မှာပုံနေပါတယ်။ဘာကြောင့်လဲဆိုတော့သူ့သမီးရဲ့ဝိညာဉ်ဟာနေ့တိုင်းအချိန်တူအိမ်ပြန်လာလို့ပါပဲ။အဲ့ဒီအချိန်မှာပဲသူ့ခင်ပွန်းကအိမ်ပြန်ရောက်လာပြီးကြောက်လန့်တကြားဖြစ်နေတဲ့သူ့ဇနီးကိုမြင်တော့ဆွဲထုတ်လိုက်ပြီးယူဆန်ရဲ့အခန်းထဲခေါ်သွားပါတယ်။အဲ့ဒီမှာယူဆန်ဟာတေဆုံးသွားပြီဖြစ်ကြောင်းသူ့ဇနီးကိုပြောပြလိုက်ပါတယ်။ယူဆန်ရဲ့အဖေကဒါတွေအလုံးဟာသူ့ဇနီးရဲ့စိတ်ကူးယဉ်မှုတသက်လို့ယုံကြည်ခဲ့ပါတယ်။သူကသူ့သမီးကိုလက်ဝါးကတ်တိုင်ပြပြီးကြောက်အောင်လုပ်နေတယ်လို့ဆွဆွဲခဲ့ပြီးတနည်းအားဖြင့်သူဟာယူဆန်ကိုသမီးဖြစ်တစ်ခါမှအမှန်တကယ်လက်မခံခဲ့ဘူးလို့ပြောဆိုခဲ့ပါတယ်။သူ့စကားတွေကိုကြားပြီးယူဆန်ရဲ့အမေဟာမျက်ရည်တွေနဲ့ရှိုက်ကြီးတင်ရင်ငိုကြွေးပါတော့တယ်။သူမဟာယူဆန်နဲ့အတူဖြတ်တန်းခဲ့တဲ့အမှတ်ရစရာတွေကိုပြန်ပြောင်းတတိရပါတယ်။အမှန်တရားကတော့ယူဆန်ဟာသူမရဲ့တွေးတာအရင်သမီးမဟုတ်ပါဘူး။အဲ့ဒီနောက်ဇလန်ကအိမ်ကြီးချင်းရက်ကွက်မှာနေထိုင်တဲ့ဟုတ်မို့လို့ခေါ်တဲ့အမျိုးသားတဦးကိုပြသပါတယ်တနေ့မှာရဲတွေရောက်လာပြီးသူ့ကိုလူတက်မှုတန်တရားရှိသူအဖြစ်ဖမ်းဆီးခဲ့ပါတယ်သူ့ရဲ့အိမ်နီးနားချင်းတွေကသူ့ကိုရန်ရှာတက်သူနဲ့ဂိုင်းဝင်တယောက်လိုအမြဲသဘောထားကြပါတယ်ရဲတွေကဟုတ်မို့ကိုတန်တရားဝင်ရတာကသူ့အပေါ်တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့တန်ကြားချက်6ခု9ခုလောက်ရှိနေလို့ဖြစ်ပါတယ်ရဲတွေကသူ့လက်ပွေရာတွေနဲ့ညနမူနာတွေကိုယူပေမဲ့ပြန်လွတ်ပေးလိုက်ပါတယ်မထွက်ခွာမီရဲတွေကသူ့ကိုနောက်ထပ်ပြတ်တာနာမရှာဖို့ရှင်းရှင်းလင်းလင်းသတိပေးခဲ့ပါတယ်ရဲစခန်းကနေခြေလန်းစလန်းတာနဲ့သူဟာချင်းငွေပြန်ရဖို့အမျိုးသားတဦးနဲ့တွားတွေ့ပြီးအဲ့ဒီအမျိုးသားကိုဆူဆူရွရွရိုက်နှက်ခဲ့ပါတယ်ချင်းငွေပြန်တောင်းခြင်းအပြင်ဟုတ်မိုဟာဒီအမျိုးသားပေါ်နက်နက်ရှိုင်းရှိုင်းမကျေနပ်ချက်တွေရှိနေပါတယ်အမှန်တော့ဒီအမျိုးသားကသူ့အမေရဲ့မောင်သူ့ရဲ့ဦးလေးရင်ဖြစ်ပါတယ်ဟုတ်မိုရဲ့အမေဆုံးသွားပြီးနောက်သူ့ဦးလေးကသူ့ကိုလာမတွေ့ခဲ့ပါဘူးသူ့အမေရဲ့နာရီကိုတော့မတက်ရောက်ခဲ့ပါဘူးဒီအကြောင်းကြောင့်ဟုတ်မိုဟာသူ့ဦးလေးအပေါ်အလွန်အမင်းမုန်းတီးနေပါတယ်အဲ့ဒီနောက်ဇလန်ကအဆောက်အုံရဲ့လုံခြုံရေးဝန်ထမ်းနဲ့အိမ်ရအတိုင်းဝိုင်းကောင်းဆောင်ထေယုံဆိုတဲ့ဇက်ကောင်2ဦးကိုထပ်မံမိတ်ဆက်ပေးပါတယ်အဆောက်အုံရဲ့လူမှုရေးတာဝန်အားလုံးဟာထေယုံရဲ့ပခုံးပေါ်မှာကြားရောက်နေပါတယ်သူမမှာယူဇန်နဲ့ပုံစံတူတဲ့စုယွန်းလို့ခေါ်တဲ့သမီး2ဦးလည်းရှိပါတယ်ထေယုံဟာလုံခြုံရေးဝန်ထမ်းကိုသူ့ရဲ့တာဝန်တွေကိုစနစ်တကျမထမ်းဆောင်နိုင်တဲ့အတွက်အပြစ်တင်နေတာကိုတွေ့ရပါတယ်အဆောက်အုံတွေအချို့သူတွေကအစားအစာအများပြားကိုဖြုံတီးပြီးပြစ်ချနေတယ်လို့တိုင်ကြားထားကြပါတယ်ထေယုံဟာလုံခြုံရေးဝန်ထမ်းကိုစုံစမ်းမှုနဲ့ဒီကိစ္စရဲ့နောက်ွယ်မှာဘယ်သူရှိလဲဆိုတာရှာဖွေဖို့ညွှန်ကြားပါတယ်အဲ့ဒီနောက်လုံခြုံရေးဝန်ထမ်းဟာအမိုက်အိတ်တွေကိုတလုံးချင်းစစ်ဆေးစပြုလာပါတယ်စစ်ဆေးနေရင်အဲ့ဒီဖြုံတီးထားတဲ့အစားအစာအိတ်ကိုတွေ့ရှိခဲ့ပြီးအဲ့ဒီထဲမှာအနက်ရောင်ပလတ်စတစ်အိတ်နောက်တစ်လုံးကိုတွေ့ရပါတယ်အဲ့ဒီထဲမှာတိုက်ခန်းနံပါတ်1ခုဆိုတဲ့တဲလွန်စတစ်ခုကိုတွေ့ရှိခဲ့ပါတယ်ဒါဟာလူသက်သမားဆောင်းရဲ့တိုက်ခန်းဖြစ်နေတာပါအဆောက်ဝန်ထမ်းကစိတ်ကူးတစ်ခုရပြီးလူသက်သမားကိုချင်းချောင်းငွေညှစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အရက်ဖိုးအတွက်လောက်ပဲလို့ဟန်ဆောင်ပြီးငွေနဲ့နဲ့ပေးရင်သူတိတ်ဆိတ်နေမယ်ဆိုပြီးချင်းကပ်ခဲ့ပါတယ်ဒါပေမဲ့လူသက်သမားကလက်ခံဖို့ညှင်းဆိုခဲ့ပါတယ်ဒေါသထွက်လာတဲ့အဆောင်ကသူ့ရှိမှာပဲပလတ်စတစ်အိတ်ကိုဖွင့်ကြည့်ပါတယ်အနက်ရောင်အိတ်ထဲမှာယူဆန်ရဲ့ကြောင်းဝတ်စုံကိုတော့
သိလိုက်ရပါတယ်သူ့ရဲ့လျှို့ဝှက်ချက်ပေါ်သွားပြီဆိုတာသိလိုက်တာနဲ့လူသက်သမားဟာအဆောင်ကိုနေရာတင်တက်ပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲယူဆန်ရဲ့အမေဟာတိုက်ခန်းထဲကိုဝင်လာခဲ့ပါတယ်သူမဟာသူ့ရှိကသွေးအများကြီးကိုမြင်လိုက်ရတော့ထိတ်လန့်တုန်လှုပ်သွားပါတယ်ဒါပေမဲ့အဲ့ဒီနောက်လေကားပေါ်မှာတွန်ကျနေတဲ့ဝိုင်နီပလင်းကွဲအပ်နေတာကိုသတိထားမိပါတယ်တကယ်တော့လူသက်သမားကသွေးစွန်းထင်းမှုတွေကိုဖုံးကွယ်ဖို့ဝိုင်ပလင်းကိုရိုက်ခွဲလိုက်ပြီးမတော်တဆဖိတ်စင်မှုတစ်ခုလိုဟန်ဆောင်ခဲ့တာပါဒါမှဘယ်သူမှတန်တရားမဝင်မှာပါညတိုင်းလိုပဲဒီညလဲယူဆန်ဟာအရင်တိုင်းအခြေအနေနဲ့အိမ်ပြန်ရောက်လာပြီးအမေဖြစ်သူကိုကြောက်လန့်စေခဲ့ပါတယ်ယူဆန်ကိုမြင်လိုက်တာနဲ့သူမမျက်လုံးတွေကိုမိတ်လိုက်ပါတယ်အဲ့ဒီနောက်အဲ့ဒီညကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကိုပြသထားပါတယ်အဲ့ဒီညမှာကျွန်တော်တို့သိထားတဲ့အတိုင်းယူဆန်ဟာစောင်းရဲ့ကားနဲ့အိမ်ပြန်လာနေတာပါတိုက်ခန်းကိုရောက်တဲ့အခါစောင်းဟာယူဆန်ကိုသူ့အိမ်တကားဖွင့်ခိုင်းပြီးသူ့တကားဖွင့်လိုက်တာနဲ့လူသက်သမားကသူမရဲ့ပါးစပ်ကိုပိတ်ပြီးအတွင်းထဲဆွဲခေါ်သွားခဲ့ပါတယ်ယူဆန်ဟာသူ့ရဲ့တိုက်ခန်းနဲ့နည်းနည်းချင်းဆိုင်ခန်းမှာပဲပြန်ပေးဆွဲခံလိုက်ရတာပါအဲ့ဒီနောက်သူမကိုတက်ဖြတ်ပြီးခန္ဓာကိုယ်ကိုတိုက်ခန်းထဲကနေထုတ်ယူကမြစ်ထဲပစ်ချလိုက်ပါတယ်ဒါပေမဲ့ဘယ်သူမှအနှဲငယ်များတန်တရားမရှိခဲ့ပါဘူးတစ်ဖက်မှာလည်းပို့ဆောင်ရေးသမားဆန်းယွန်းဟာအဲ့ဒီလူသက်သမားနဲ့ပတ်သက်တဲ့သတင်းတွေကိုဆက်ဖက်နေပါတယ်ဓာတ်ပုံတစ်ပုံကိုကြည့်နေရင်သူ့မျက်လုံးတွေကအုတ်ထုတ်အနက်ရောင်ဆောင်းထားတဲ့အမျိုးသားတဦးစီရောက်သွားပါတယ်သူ့ကိုမြင်လိုက်ရတော့ဆန်းယွန်းဟာအနှဲငယ်လန့်သွားပါတယ်ဒီလူကိုတနေရာမှာမြင်ဘူးလို့ခံစားရပေမဲ့ဘယ်မှာလဲဆိုတာတေချာမမှတ်မိပါဘူးအဲ့ဒီအချိန်မှာပဲဖီးချက်ပို့ခိုင်းတဲ့ဖုန်းခေါ်ဆိုမှုတစ်ခုလက်ခံရရှိပြီးတဖန်လူသက်သမားပိုင်ဆိုင်တဲ့အဲ့ဒီတိုက်ခန်းကိုပဲတောက်ပို့ရပြန်ပါတယ်ဖီးချက်ပို့နေစဉ်ဆန်းယွန်းဟာတိုက်ခန်းပတ်ဝန်းကျင်ကိုတန်တရားနဲ့လှမ်းကြည့်နေပါတယ်။အဲ့ဒီအခါမှာအဲ့ဒီအုတ်ထုတ်အနက်ရောင်ကိုမြင်လိုက်ရပြီးသူ့ရဲ့တန်တရားတွေပုံမနှက်ဆိုင်လာပါတယ်။နောက်တစ်နေ့မှာသူဟာအခြားခရီးဆောင်အိတ်တစ်လုံးဝယ်ဖို့အဲ့ဒီအိတ်ဆိုင်ကိုတွားရောက်ခဲ့ပါတယ်။ကြောက်ရွံ့မှုကြောင့်ဆိုင်ပိုင်ရှင်ဟာပတ်စံတွေကိုမရေတွက်ပဲသူ့အိတ်ကထဲအမြန်ထိုးထည့်လိုက်ပါတယ်။ဒီတုံ့ပြန်မှုကိုမြင်တော့လူသက်သမားဆောင်ကဆိုင်ပိုင်ရှင်အပေါ်တန်တရားဝင်လာပါတယ်။နောက်တစ်နေ့မှာအတိုင်းဝိုင်းကောင်းဆောင်ထေယွန်ဟာနေဆိုင်လုံခြုံရေးဝန်ထမ်းပေါ်မလာတာကိုတတိပြုမိပြီးညဆိုင်အဆောင်ကိုနေဆိုင်တာဝန်မှာယူဖို့ညွှန်ကြားလိုက်ပါတယ်ဒါပေမဲ့နေဘက်အလုပ်လုပ်ရတာဟာအဲ့ဒီအဆောင်အတွက်လုံးဝမလွယ်ကူပါဘူးသူရုံးခန်းမှာထိုင်နေတော့အခြားအမျိုးသားတဦးကမင်းနေဘက်တစ်ခါမှအလုပ်မလုပ်ဘူးလို့ပြောပါတယ်သူကနေလင်းရောက်မှာတယောက်ကမင်းကိုမှတ်မိရင်ဘယ်လိုလုပ်မလဲလို့လည်းမေးခွန်းထုတ်ပါတယ်ဒီလုံခြုံရေးဝန်ထမ်းကနေဘက်အလုပ်လုပ်ရတာကိုရှောင်ရှားရတဲ့အကြောင်းအရင်ကိုရုပ်ရှင်ရဲ့အဆုံးသတ်မှာဖော်ပြမှာဖြစ်ပါတယ်နောက်မြင်ကွင်းမှာယူဆန်ရဲ့အမေဟာကားယူဖို့ကားကိုတောင်ကိုရောက်နေတာကိုတွေ့ရပါတယ်။အမှန်တရားကတော့သမီးပျောက်ဆုံးသွားတဲ့နေ့မှာသူမကသမီးကိုလာမခေါ်နိုင်ခဲ့တာကကားအသစ်တစ်စီးဝယ်ထားတာကြောင့်ပါ။ဒါအပြင်ယူဆန်ကိုအံ့အားသင့်အောင်ပေးဖို့ချစ်စရာကောင်းတဲ့စပင်စီးလေးတစ်ခုကိုလည်းရွေးချယ်ခဲ့ပါတယ်။သူမကသမီးကိုအံ့အားသင့်အောင်လုပ်ပေးဖို့စီစဉ်ခဲ့တာကြောင့်ဖုန်းထဲမှာလာမခေါ်နိုင်ဘူးလို့ပြောခဲ့တာပါ။ဒါပေမဲ့တကယ်တမ်းတော့သူမဟာအဲ့ဒီလိုလုပ်ဖို့သွားနေခဲ့တာပါ။ကားမောင်းနေရင်စပင်စီးကရှော့ကျသွားပြီးကားကိုထိန်းချုပ်မှုလွတ်သွားကဆိုးရွားတဲ့မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်တစ်ဖက်မှာလည်းညဆိုင်အဆောင်ကအခုနေဆိုင်မှာလုပ်ဖို့အတင်းအကျပ်ခိုင်းစီခံရပါတယ်။အဲ့ဒီနေ့မှာသူဟာလူသက်သမားဆောင်ရဲ့တိုက်ခန်းကိုဖုံးခေါ်ပြီးရေမီတာကဘာကြောင့်ဒီလောက်ထူးထူးခြားခြားများနေရတာလဲလို့မေးခဲ့ပါတယ်။ဒါပေမဲ့လူသက်သမားကတုံ့ပြန်ခြင်းမရှိဘဲဖုံးကိုရုတ်တရက်ချလိုက်ပါတယ်။ခဏအကြာမှာအတိုင်းဝိုင်းကောင်းဆောင်ထေယွန်ဟာအဆောက်အုံစည်းဝေးကိုပုပ်ကိုရီအရာဖိတ်ခေါ်ဖို့လူသက်သမားရဲ့တိုက်ခန်းကိုတွားခဲ့ပါတယ်။သူမဝင်လိုက်တာနဲ့အတွင်းဘက်မှာအလွန်တောက်ပတဲ့မီးတွေဖွင့်ထားတာကိုတတိထားမိပြီးအလိုလျောက်ပိတ်လိုက်ပါတယ်တိုက်ခန်းရဲ့ရှုပ်ပွားပြီးတန်တရားဖြစ်ပွဲအခြေအနေကိုမြင်တော့သူမကနေရာကိုတေချာစစ်ဆေးဖို့စတင်လိုက်ပါတယ်ဒါကိုသိလိုက်တဲ့အခါလူသက်သမားကသူမကိုပါတတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲထေယုံကဖုန်းခေါ်ဆိုမှုတစ်ခုအတွင်းသူမအခုတိုက်ခန်းတရားနှစ်မှာရှိနေတယ်လို့ပေါ့ပပြောလိုက်ပါတယ်ဒါကိုကြားလိုက်တော့လူသက်သမားကတုတ်ဆိုင်သွားပြီးသူ့လက်နက်ကိုချလိုက်ပါတယ်ဘာလို့လဲဆိုတော့သူမပျောက်ဆုံးသွားရင်ဒါမှမဟုတ်တေဆုံးသွားရင်ရဲတွေကတိုက်ရိုက်သူ့အခန်းကိုလာစစ်ဆေးမှဖြစ်လို့ပါနောက်တနေ့လမ်းလျှောက်နေရင်ယူဆန်ရဲ့အမေဟာရုတ်တရက်ဆူယွန်းကိုမြင်လိုက်ရပြီးကြောက်လန့်တကြားရက်တန့်သွားပါတယ်ဆူယွန်းဟာသူမစီအမြန်ပြေးလာပြီးသူမကိုစိတ်အေးအောင်နှစ်သိမ့်ပေးဖို့ကြိုးစားခဲ့ပါတယ်နှစ်ယောက်သားသူတို့ရဲ့တိုက်ခန်းကိုရောက်တဲ့အခါလူသက်သမားဆောင်ကသူတို့ကိုမြင်လိုက်ရပြီးချက်ချင်းထိတ်လန့်သွားပါတယ်သူကိုယ်တိုင်တက်ခဲ့တဲ့သူကဘလို့လို့အသက်ရှင်နိုင်တာလဲဆိုပြီးသူ့စိတ်ထဲမှာဘာမှမရှိတော့ပဲလုံးဝလစ်ဟာသွားပါတယ်ဆူယွန်းထွက်ခွာတော့နီးမှာယူဆန်ရဲ့အမေဟာအမျိုးသားတဦးကသူမကိုပြင်းထန်ပြီးစိတ်မချမ်းမြေ့စရာအကြီးနဲ့စိုက်ကြည့်နေတာကိုသတိပြုမိပါတယ်သူ့ရဲ့ထူးဆန်းတဲ့အပြုမူကသူမရဲ့တန်တရားတွေကိုပုံမနှက်ဆိုင်စေခဲ့ပါတယ်။ဆူယွန်းဟာအိမ်ပြန်လမ်းမှာအရင်လုံခြုံရေးဝန်ထမ်းရဲ့မျက်မှန်ကိုတွေ့ရှိခဲ့ပြီးလက်ရှိညဆိုင်အဆောင်ကိုပေးအပ်ခဲ့ပါတယ်။မျက်မှန်ကိုမြင်လိုက်တဲ့အခါအဆောင်ရဲ့ရုံးခန်းထဲမှာထိုင်နေတဲ့အမျိုးသားကဒါတွေကအရင်အဆောင်ရဲ့ဥစ္စာပဲလို့မှတ်ချက်ပေးခဲ့ပါတယ်။တန်တရားဝင်လာတဲ့လုံခြုံရေးဝန်ထမ်းကလူသက်သမားဆောင်ရဲ့တိုက်ခန်းကပိုက်လုံးတွေကိုသွားစစ်ဆေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့လူသက်သမားကသူ့ကိုဝင်ခွင့်မပြုဘဲရက်အနှဲငယ်တွင်သူပြောင်းရွှေ့တော့မှဖြစ်ကြောင်းအဲ့ဒီအခါမှစစ်ဆေးလို့ရကြောင်းပြောခဲ့ပါတယ်လူသက်သမားရဲ့ထူးဆန်းတဲ့အပြုမူကအဆောင်ရဲ့တန်တရားတွေကိုပုံမနှက်ဆိုင်စေခဲ့ပါတယ်အဆောင်ကအဆောက်အုံစီးမြင့်အရာအင်္ဂါမပြောင်းရွှေ့ခင်ဤပညာရှင်အားလုံးကအပြည့်အဝစစ်ဆေးမှုပြုလုပ်ရမယ်လို့ခိုင်မာစွာပြောဆိုခဲ့ပါတယ်အဆောင်ရဲ့စကားကိုကြားတော့လူသက်သမားစိုးရိမ်ထိတ်လန့်သွားပါတယ်လူအများကြီးသူ့တိုက်ခန်းထဲကိုတပြိုင်နက်ဝင်လာရင်သူ့ရဲ့လျှို့ဝှက်ချက်ပေါ်သွားမှာကိုသူ့သဘောပေါက်သွားပါတယ်ဒါကြောင့်ဒါကိုတောင်းရှားဖို့သူချက်ချင်းတကားဖွင့်ပြီးအဆောင်ကိုဝင်ခွင့်ပြုလိုက်ပါတယ်တိုက်ခန်းရဲ့ရေချိုးခန်းထဲမှာအဆောင်ကရိုစိတ်မှုတစုံတရာမတွေ့ခဲ့ပါဘူးဒါပေမဲ့သူအောက်ထပ်ရေချိုးခန်းကိုဆင်းသွားတဲ့အခါမြင်ကွင်းကလုံးဝထိတ်လန့်စရာကောင်းလာပါတော့တယ်ပတ်လည်မှာသွေးဆက်တွေလူဆန်ပင်တွေနဲ့အသားစားတွေရှိနေပါတယ်အဆောင်ကဒါဟာလူသက်သမားဖြစ်တယ်ဆိုတာသိဖို့အချိန်မကြာလိုက်ပါဘူးဒီချက်ရှင်းရှင်းလင်းလင်းဖြစ်သွားတာနဲ့အဆောင်ကသတိထားလိုက်ပါတယ်လူသက်သမားကသူ့ကိုတိုက်ခိုက်ဖို့ရုတ်တရက်ခေါ်အုပ်လိုက်ပေမဲ့အဆောင်ကအနီးအနားကလက်နက်တစ်ခုကိုအမြန်ဆွဲယူလိုက်ပါတယ်အဆောင်ရဲ့
သတိထားတဲ့အနေအထားကိုခံစားမိတော့လူသက်သမားရက်တန့်သွားပါတယ်။အဆောင်ရဲ့မျက်နှာအမူအရာကဒါဟာလွယ်ကူတဲ့တိုက်ပွဲဖြစ်လာမှာမဟုတ်ဘူးလို့ပြောနေပါတယ်။ကြောက်ရွံ့မှုကလူသက်သမားရဲ့မျက်လုံးတွေထဲဝင်လာပြီးသူ့အလိုလျောက်နောက်ပြန်ဆုတ်လိုက်ပါတယ်။အဆောင်ကသူ့တိုက်ခန်းကနေထွက်သွားတဲ့အခါလူသက်သမားဟာနောက်ဆုံးတော့စိတ်သက်သာရာရသွားပါတယ်။အဲ့ဒီနေ့ကစပြီးသူဟာအဆောင်ကိုအဝေးကနေစောင့်ကြည့်စပြုလာပါတယ်။တနေ့မှာဟိုမိုကသူ့ကားနဲ့တိုက်ခန်းကိုရောက်လာပြီးလူသက်သမားစောင်းကိုရဲရဲဆက်ဆက်ရိုက်နှက်ပါတော့တယ်။ဘာလို့လဲဆိုတော့လူသက်သမားကသူ့ကားကိုဟိုမိုရဲ့တတ်မှတ်ထားတဲ့နေရာမှာရပ်ထားလို့ပါပဲ။ဒီလိုအရာတွေအားလုံးတစ်ပြိုင်နက်စတင်ဖြစ်ပွားလာပြီးနောက်လူသက်သမားကထွက်ခွာဖို့အချိန်တန်ပြီလို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့အစစ်အမှန်ကိုယ်ပိုင်လက္ခဏာပေါ်လာတော့မှဖြစ်ပါတယ်။သူကသူ့ရဲ့အလုပ်အေဂျင်စီကိုသွားပြီးအခြားမြို့တစ်မြို့မှာအလုပ်တစ်ခုတောင်းခဲ့ပါတယ်။သူဟာနောက်ထပ်2ရက်အကြာမှာထွက်ခွာမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့မထွက်ခွာမီမှာဆိုင်ပိုင်ရှင်ကိုဖယ်ရှားဖို့စီစဉ်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဆိုင်ပိုင်ရှင်ကသူ့ရဲ့အစစ်အမှန်ကိုယ်ပိုင်လက္ခဏာကိုသိသွားနိုင်ပြီးရဲကိုတွားပြောနိုင်တယ်လို့သူတန်တရားဝင်ခဲ့လို့ပါဆိုင်ပိုင်ရှင်ရဲ့ဖုန်းကိုအသုံးပြုပြီးသူ့ဟုတ်မှုကိုဖုန်းခေါ်ခဲ့ပါတယ်။ဒါမှရဲတွေကဒီအမှုကိုစုံစမ်းစစ်ဆေးရင်အဲ့ဒီဖုန်းပေါ်မှာဟုတ်မှုရဲ့နံပါတ်ကိုတွေ့ရှိပြီးသူ့ကိုလူတက်မှုအတွက်အဖြစ်ပုံချနိုင်အောင်လို့ပါအဲ့ဒီနောက်သူဆိုင်ပိုင်ရှင်ကိုလည်းပြန်ပေးဆွဲခဲ့ပြီးအရင်ကလိုပဲလူတက်မှုမကျူးလွန်မီဖြစ်စာမှာယူခဲ့ပါတယ်။စန်းယုံကဖီးကျဲကိုပို့ပေးတဲ့အခါသူ့လက်တွေပေါ်မှာသွေးစွန်းထင်းနေတာကိုသတိပြုမိပါတယ်။သူပတ်စံကိုစစ်ဆေးတဲ့အခါအဲ့ဒီမှာလည်းသွေးတွေရှိနေပါတယ်။သူ့ရဲ့တန်တရားဟာယုံကြည်မှုအဖြစ်သို့ပြောင်းလဲသွားပါပြီ။သူဟာလူသက်သမားရဲ့တိုက်ခန်းကိုအပြင်ကနေစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့လူသက်သမားကတခုခုမူမမှန်တာကိုခံစားမိပြီးပြင်းပေါက်စီပြေးလာပါတယ်။ကံကောင်းစွာနဲ့ပဲစန်းယုံအတွက်အဆောင်ကအချိန်မီရောက်လာပြီးသူ့ကိုကယ်တင်ခဲ့ပါတယ်။အဲ့ဒီနောက်စန်းယုံကလုံခြုံရေးဝန်ထမ်းကိုအမှန်တရားအားလုံးကိုပြောပြပြီးရဲကိုအကြောင်းကြားဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ရဲဆိုတဲ့စကားလုံးကိုကြားတာနဲ့အဆောင်ကထိတ်လန့်သွားပြီးအကြောင်းကြားဖို့ညှင်းဆိုခဲ့ပါတယ်။သူကစန်းယုံကိုသူ့ရဲ့တန်တရားကမှားယွင်းနေရင်မှားယွင်းတဲ့ထွက်ဆိုချက်ပေးမှုနဲ့ထောင်ချနိုင်တယ်လို့ပြောခဲ့ပါတယ်။ညသားခေါင်ရံမှာလူသက်သမားဆောင်ကဟုတ်မိုကိုဖုန်းခေါ်ပြီးသူ့ကားကိုရွှေ့ဖို့ပြောခဲ့ပါတယ်။ဟုတ်မိုအပြင်ထွက်လာတဲ့အခါသူ့ကားကိုမှန်ကန်တဲ့နေရာမှာရပ်ထားတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲလူသက်သမားကတပ်တူချောင်းကိုကင်ပြီးအမှောင်ထဲကထွက်လာကသူ့ကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဟိုမိုကအခြေအနေကိုပြောင်းပြန်လှန်ပြီးအဲ့ဒီချောင်းနဲ့ပဲလူသက်သမားကိုအချိန်ချင်းရိုက်နှက်ပါတော့တယ်လူသက်သမားကသူ့ခြေထောက်ကိုဖက်ပြီးတနာဖို့တောင်းပန်တဲ့အထိရိုက်နှက်ခဲ့ပါတယ်ဒါပေမဲ့ဒီအရာအားလုံးဟာလူသက်သမားရဲ့အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီးနောက်ဆုံးမှာတော့အောင်မြင်ခဲ့ပါတယ်တကယ်တော့သူကတပ်ထုချောင်းပေါ်မှာဟိုမိုရဲ့လက်ပွေရာတွေရရှိဖို့တမင်ရိုက်နှက်ခံခဲ့တာပါလူသက်သမားကဆိုင်ပိုင်ရှင်ကိုမတက်ရသေးပေမဲ့အဲ့ဒီနောက်ွယ်မှာကြီးမားတဲ့အကြောင်းပြချက်တစ်ခုရှိနေပါသေးတယ်နောက်တနေ့မနက်မှာလူသက်သမားဆောင်ကသူ့ရဲ့တိုက်ခန်းကနေထွက်ခွာဖို့ပြင်ဆင်နေပြီးမထွက်ခွာမီစူယွန်းကိုတတ်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်မနက်ပိုင်းကလေးကသူမကိုနောက်ယောင်ခံလိုက်နေပါတော့တယ်။ပုံမှန်အတိုင်းစူယွန်းဟာလုံခြုံရေးဝန်ထမ်းစီသွားပါတယ်။ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်ဟာခိုင်မာတဲ့ချစ်ကြည်ရင်းနှီးမှုကိုတိစောက်ထားလို့ပါ။နေ့တိုင်းသူမကသူ့ကြောင့်ကပေါင်မုတ်ကိုပေးပြီးအဆောင်ကလည်းပြုံးရည်စွာလက်ခံပါတယ်။သူပေါင်မုတ်နဲ့တက်မတက်ပေမဲ့သူ့ရေခဲတစ်တာထဲမှာပေါင်မုတ်အားလုံးကိုစားမဲ့စားသိမ်းထားပါတယ်။သူကစူယွန်းကိုနက်နက်ရှိုင်းရှိုင်းဂရုစိုက်ပါတယ်။အဲ့ဒီမှာသူကလူသက်သမားဆောင်ကစူယုံကိုနောက်ယောင်ခံလိုက်နေတာကိုလည်းသတိပြုမိပါတယ်ဒါကိုမြင်တော့သူမအိမ်ကိုပုံမှန်တယောက်တည်းပြန်တလားလို့မေးပါတယ်စူယုံကသူ့အမေထေယုံကသူ့ကိုကျောင်းကနေအမြဲလာခေါ်လေးရှိကြောင်းပြောပြပါတယ်အဆောင်ကသူမကိုဘလို့အခြေအနေမျိုးနဲ့မှတယောက်တည်းအိမ်မပြန်ဖို့သတိပေးလိုက်ပါတယ်စူယုံထွက်သွားပြီးနောက်လူသက်သမားကသူ့ကားနဲ့သူမကိုနောက်ယောင်ခံလိုက်ပါတော့တယ်ယူဆန်ရဲ့အမေကလည်းဒါကိုမြင်လိုက်ရပြီးသူမရဲ့တန်တရားဟာယုံကြည်မှုအဖြစ်သို့ပြောင်းလဲသွားပါပြီအချိန်ထဲမှာပဲလုံခြုံရေးဝန်ထမ်းကလည်းနေရာကနေထွက်ခွာဖို့ပြင်ဆင်နေပါတယ်။သူ့ရုံခန်းကိုမျှဝေသုံးစွဲတဲ့အမျိုးသားကသူတကယ်ပဲထွက်သွားတော့မှလားလို့မေးခွန်းထုတ်ပါတယ်။သူကအန္တရာယ်ရှိတဲ့လူသက်သမားကအခုစူယုံကိုပြစ်မှတ်ထားနေပြီလို့သူ့ကိုသတိပေးပါတယ်။အဲ့ဒီအမျိုးသားကသူအရင်ကတက်ခဲ့ဘူးတဲ့အတိုင်းလူသက်သမားကိုတက်တင်တယ်လို့ပြောပါတယ်။ဒီချက်မှာပဲအဆောင်နဲ့ပတ်သက်တဲ့ထိတ်လန့်ဖွယ်အမှန်တရားကိုသိလိုက်ရပါတယ်။ကျွန်တော်တို့အမြဲတမ်းအဆောင်နဲ့အတူရုံခန်းထဲမှာမြင်နေရတဲ့သူအမြဲစကားပြောနေတဲ့အမျိုးသားဟာတကယ်တော့တည်ဆုံးနေတာပါ။နောက်ရက်တွေမှာရဲတွေကဟုတ်မိုကိုထပ်မံဖမ်းဆီးပြန်ပါတယ်။ဘာလို့လဲဆိုတော့ရာဇဝတ်မှုဖြစ်ပွားရာနေရာမှာလက်ပွေရာတွေပါတယ်။အဲ့ဒီချောင်းကိုတွေ့ရှိခဲ့လို့ပါပဲ။ဒါပေမဲ့ဒီတစ်ခါမှာဟုတ်မိုရဲ့ဦးလေးကတပ်တွေအဖြစ်ရှေ့ထွက်လာပြီးဟုတ်မိုဟာအဲ့ဒီနေ့ကသူ့နဲ့အတူရှိနေခဲ့ကြောင်းတပ်တွေခံခဲ့ပါတယ်။အဲ့ဒီနောက်သူ့ဦးလေးကအမှန်တရားကိုဖော်ထုတ်ခဲ့ပါတယ်။သူ့ညီမဆုံးပါချိန်မှာသူလုံးဝဒေဝါလီခံနေရပြီးအဆက်ရလို့လူတွေကိုရှောင်ပြေးနေရပါတယ်။ဒါကြောင့်သူဟုတ်မိုကိုလာမကြည့်ခဲ့တယ်လို့သူ့ညီမရဲ့နာရီကိုတောင်တက်ရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။အမှန်တရားကိုသိလိုက်ရပြီးနောက်ဟုတ်မိုကသူ့ဦးလေးကိုခွင့်လွှတ်ခဲ့ပါတယ်တစ်ဖက်မှာလည်းနေတိုင်းလိုပဲယူဆန်ရဲ့ဝိညာဉ်ဟာအချိန်တူအခြေအနေတူနဲ့အိမ်ပြန်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့မှာသူ့အမေကသူ့ကိုမြင်ရတဲ့အတွက်မကြောက်ရွံ့တော့ပါဘူး။အဲ့ဒီနေ့အစောပိုင်းကသူမဟာယူဆန်ရဲ့အခန်းထဲမှာတခုခုကိုသတိထားမိခဲ့ပါတယ်။အဲ့ဒါကယူဆန်ရဲ့မိထွေးမွေးနေ့ကိုမှတ်သားထားတဲ့ပြက်ကလေးဖြစ်ပြီးမိထွေးမွေးနေ့လို့ရေးထားပေမဲ့မိထွေးဆိုတဲ့စကားလုံးကိုစက္ကူအပိုင်းစားလေးနဲ့ဖုံးအုပ်ထားပြီးအဲ့ဒီနောက်ွယ်မှာသူမကအမေလို့ရေးထားခဲ့ပါတယ်။အသက်ရှင်စဉ်တုန်းကယူဆန်ဟာသူ့မိထွေးကိုအမေလို့ခေါ်ဖို့အချိန်ချင်းစူးစမ်းခဲ့ပေမဲ့ဗဇက်ကနေထွက်အောင်မပြောနိုင်ခဲ့ပါဘူး။ယူဆန်ရဲ့ဒိုင်ယာရီထဲကဒီအကြောင်းကိုဖတ်ပြီးနောက်သူ့အမေဟာသမီးရဲ့ဝိညာဉ်ကိုမကြောက်ရွံ့တော့ပါဘူး။သမီးကိုသူ့ရှိမှမြင်လိုက်ရတော့သူမကသူ့ကိုတင်းတင်းကြပ်ကြပ်ပွေဖက်ပြီးအသေးအတန်ငိုကြွေးပါတော့တယ်။သမီးအသက်ရှင်စဉ်တုန်းကသူမမနားလည်ခဲ့တဲ့အရာတွေကတိတ်ဆုံးပြီးနောက်နှက်ဆိုင်တဲ့နောင်တတွေနဲ့ပြည့်နေခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲစိုင်ပိုင်ရှင်ကလည်းသူ့အသက်ကိုကယ်တင်ဖို့အသေးအတန်စူးစမ်းနေပါတယ်အနက်ရောင်ခီးဆောင်တက်တာတွေကဖုံးတံမြည်တံကိုကြားလိုက်ရတော့သူအဲ့ဒါကိုဖွင့်ဖို့အစွမ်းကုန်ရုန်းကန်ပါတော့တယ်အဲ့ဒီညမှာလည်းမိုးတွေထက်ရွာပြန်ပြီးမိုးရွာနေတာကိုမြင်တော့ယူဆန်ရဲ့အမေဟာလူသက်သမားဆောင်ကစူယွန်းကိုနောက်ယောင်ခံလိုက်နေတာကိုမြင်ခဲ့ရတဲ့မနက်ခင်းကိုတတိယသွားပါတယ်ဒီလိုမိုးရွာတဲ့ညမှာပဲသူမရဲ့သမီးကိုဆုံးရှုံးခဲ့ရတာပါဒါပေမဲ့ဒီတစ်ခါမှာတော့သူမဟာစူယွန်းကိုဘာမှမဖြစ်စေရဘူးလို့ဆုံးဖြတ်လိုက်ပါတယ်ထီတစ်ချောင်းယူပြီးသူမဟာဘတ်စတားမှတ်တိုင်စီတန်းပြေးသွားပါတယ်အဲ့ဒီမှာသူမကစူယွန်းတယောက်တည်းရက်နေပြီးလူသက်သမားကနောက်ယောင်ခံလိုက်နေတာကိုတွေးလိုက်ရပါတယ်သူမကစူယွန်းကိုခေါ်သွားပြီးအိမ်ကိုလက်လျှောက်ပြန်လာပါတော့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှတော့လူသက်သမားကသူတို့ကိုလိုက်နေတာမရက်ခဲ့ပါဘူးတစ်ချိန်တည်းမှာပဲစိုင်ပိုင်ရှင်ဟာနောက်ဆုံးတော့ခရီးဆောင်တက်တာကိုဖွင့်နိုင်ခဲ့ပြီးဖုန်းကိုထုတ်ယူလိုက်ပါတယ်ဘက်ထရီကအားနည်းနေတာကြောင့်သူကဂျပန်နံပါတ်တစ်ခုကိုအမြန်ပြန်ခေါ်ပြီးအကူအညီတောင်းခံခဲ့ပါတယ်ကံကောင်းစွာနဲ့ပဲအဲ့ဒီဖုန်းခေါ်ဆိုမှုဟာဖီးစပ်ပိုးတဲ့ကောင်လေးဆန်းယွန်းစီရောက်သွားပါတယ်အချိန်မဖြုံးပဲဆန်းယွန်းဟာလူသက်သမားစောင်းရဲ့တိုက်ခန်းစီအပြေးလွှားသွားခဲ့ပါတယ်မကြခင်မှာပဲမြို့တစ်ခုလုံးမိပြတ်သွားပါတယ်အဲ့ဒီအချိန်မှာပဲသူ့ဦးလေးရဲ့အကူအညီနဲ့ဟွန်မိုဟာရဲစခန်းကနေထွက်ပြတေးလွတ်မြောက်လာနိုင်ခဲ့ပါတယ်တိုက်ခန်းအဆောက်အုံမှာလုံခြုံရေးဝန်ထမ်းကလည်းထွက်ခွာဖို့ပြင်ဆင်နေပါတယ်ဒါပေမဲ့မိတွေပြတ်သွားတဲ့အခါသူအဆောက်အုံစီပြန်လာပါတယ်စူယွန်းရဲ့အမေထေယုံကိုစူယွန်းအိမ်ပြန်ရောက်ပြီလားလို့စိုးရိမ်တကြီးမေးပြီးသူမပြန်မရောက်သေးဘူးဆိုတာကြားလိုက်ရတဲ့အခါသူလုံးဝစိတ်ထိခိုက်သွားပါတယ်စူယွန်းရဲ့အမေဟာသူ့သမီးအတွက်ကြောက်ရွံ့မှုတွေနဲ့လွှမ်းမိုးပြီးငိုကြွေးပါတော့တယ်တစ်ဖက်မှာလည်းယူဆန်ရဲ့အမေနဲ့စူယွန်းဟာအိမ်ပြန်ရောက်ဖို့အမှောင်ထဲမှာအလင်းစလို့သွားနေကြပါတယ်ဒါပေမဲ့ပြေးနေရင်ယူဆန်လဲကြပြီးဒူးတွေဆူဆူရွရွထိခိုက်သွားတာကြောင့်လမ်းမလျှောက်နိုင်တော့ပါဘူးစူယွန်းရဲ့အမေဟာမှောင်မိုက်တဲ့ညမှာဘာလို့ရမှန်းမသိပဲလမ်းလယ်မှာရက်နေတာကြောင့်ကားတွေရက်တန့်သွားပြီးရင်ကြောပိတ်ဆို့မှုဖြစ်သွားပါတယ်လူအုပ်ကိုမြင်တော့လူသက်သမားဆောင်းကဆုတ်ခွာဖို့အခြားရွေးချယ်စရာမရှိတော့ပါဘူးသူ့တိုက်ခန်းကိုပြန်ရောက်တဲ့အခါစိုင်ပိုင်ရှင်ကထွက်ပြေးဖို့ကြိုးစားနေတာကိုသူတွေးလိုက်ရပါတယ်လူသက်သမားကသူ့ကိုအရှင်လက်လက်မီးရှို့ဖို့အခုစီစဉ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဖီးစပ်ပိုးတဲ့ကောင်လေးဆန်းယွန်းနဲ့လုံခြုံရေးဝန်ထမ်းတို့သူ့တိုက်ခန်းအပြင်ဘက်ရောက်လာကြပါတယ်တကားဖွင့်လိုက်တာနဲ့သူတို့နှစ်ယောက်စလုံးလူသက်သမားကိုတိုက်ခိုက်ပါတော့တယ်တစ်ချိန်တည်းမှာပဲဟွန်မိုလည်းရောက်လာပြီးတက်တူချောင်းပေါ်မှာသူ့လက်ပွေရာတွေဘလို့ရောက်ခဲ့တယ်လဲဆိုတာကိုသိလိုက်ရတော့သူလည်းပါဝင်ပြီးလူသက်သမားကိုအကြမ်းဖက်ရိုက်နှက်ပါတော့တယ်အဲ့ဒီနောက်အဆောင်ကစူယွန်းဘယ်မှာလဲဆိုတာသိချင်တယ်လို့တောင်းဆိုပါတယ်လူသက်သမားကရေမောပြီးသူမသိကြောင်းသူတက်လိုက်ပြီလားအသက်ရှင်နေလုံးပဲလားမသိကြောင်းပြောလိုက်ပါတယ်ဒါကိုကြားတော့အဆောင်ဟာစိတ်ပြက်အားငယ်သွားပြီးစိတ်လွတ်သွားကမျက်ရည်ကျပါတော့တယ်အဲ့ဒီနောက်အနီးနားမှာလဲလျောင်းနေတဲ့အလောင်းတစ်လောင်းကိုသူတွေးလိုက်ရပါတယ်ဒါဟာစူယွန်းရဲ့အလောင်းလို့ထင်ပြီးသူကလက်နက်တစ်ခုကိုကောက်ယူကာဒေါသတကြီးနဲ့လူသက်သမားကိုတက်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီနောက်အလောင်းကစူယွန်းမဟုတ်ပဲသူလွန်ခဲ့တဲ့10 နှစ်ကတက်ခဲ့တဲ့အမျိုးသားဖြစ်ကြောင်းသူသတိပြုမိပါတယ်သူ့ရဲ့တရေဟာစူယွန်းရဲ့ပုံစံကိုယူပြီးနောက်ဆုံးတော့လက်စားချေဖို့ကြိုးစားခဲ့တာပါဘာလို့လဲဆိုတော့အဲ့ဒီလူတက်မှုကိုကျူးလွန်ပြီးနောက်မှာတော့အဆောင်ကဘယ်တော့မှအပြစ်ပေးမခံခဲ့ရပါဘူးဘယ်သူမှသူတက်တာကိုမမြင်ခဲ့ပါဘူးဒါပေမဲ့တစ်ဖက်အဆောင်ဟာဘလို့အကျိုးဆက်မှမရင်ဆိုင်ခဲ့ရပါဘူးဘာလို့လဲဆိုတော့လူတိုင်းကရာဇဝတ်မှုဖြစ်ပွားရနေရာကနေသူ့ကိုဖယ်ရှားပြီးရာဇဝတ်မှုကျူးလွန်မှုကိုဖုံးဖိဖို့ကူညီခဲ့ကြလို့ပါပဲတစ်ဖက်မှာလည်းစူယွန်းရဲ့အမေထေယုံကဟွန်မိုဟာလူသက်သမားပဲလို့ယုံကြည်နေတော့မှပဲသူမကသူ့ရဲ့ကော်လံကိုဆွဲပြီးသူ့သမီးပဲမလဲလို့တောင်းဆိုပါတယ်အဲ့ဒီအချိန်မှာပဲယူဆန်ရဲ့အမေရောက်လာပြီးစူယွန်းကိုခေါ်လာခဲ့ပါတယ်သူမဟာယူဆန်ကိုမကယ်နိုင်ခဲ့ပေမဲ့ဒီနေ့မှာတော့အပြစ်မဲ့တဲ့အသက်တစ်ချောင်းကိုကယ်တင်နိုင်ခဲ့ပါတယ်ဒီခွန်အားကြီးမားတဲ့အခိုက်အတန့်နဲ့အတူရုပ်ရှင်ကစက်သိမ်းသွားပါတော့တယ်